အားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီ stock ကျွန်မ stock နဲ့ပတ်သက်ပြီးယင်းနှိမ့်မြုပ်နှံမှုလုပ်တာပေါ့နော်တစ်နှစ်ခွဲလောက်ရှိပြီပေါ့နော်ကျွန်မ stock ကို2024နှစ်ဝက်လောက်ကစပြီးလုပ်တာပေါ့နော်အခု2025ကုန်သည်ထိဆိုတစ်နှစ်ခွဲပေါ့နော်ဒီတစ်နှစ်ခွဲအတွင်းမှာကျွန်မတွေ့ခဲ့ရတဲ့တွေ့ကြုံတွေသင်ယူခဲ့ရတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့ sharing လုပ်မှာပါကျွန်မကတော့ဒီနော်မိသားစုအနေနဲ့ financially အရင်ချမ်းသာရတူလည်းမဟုတ်ဘူးပြီးတော့ကျတော့ကျွန်မကဟို researcher တယောက်အနေနဲ့စင်ကာပူမှာအလုပ်လုပ်နေရပေါ့နော်အဲ့တော့ကျွန်မရဲ့လစာရဲ့20%ကိုတော့ကျွန်မ investment တွေကိုထည့်ပြတယ်ပေါ့နော်2024ကတော့တင်ကိုထည့်ပြဘူး2025မှာတခြားလေးထည့်ပြတာပေါ့နော်အဲ့လိုလစာရဲ့20%ကိုထည့်ပြီးတော့တော့အဖြစ် invest လုပ်ပါတယ်ပထမဆုံး stock investment လုပ်ဖို့ကျွန်မအနေနဲ့ကအခက်ခဲရပါလေဆိုရင်ဂျာကွန်နေပေါ့နော်သူရဲ့ဒီခေါ်ဝေါ်တွေကိုကျွန်မစပြီးသင်ခဲ့ရတာပေါ့နော်ဘာလို့ဆိုကျွန်မနဲ့က background လည်းမတူဘူးဒီငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းကျွန်မနားမလည်ဘူးဆိုတော့အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ရင်ဆုံးသင်ခဲ့ရတာပေါ့နော်နောက်ပြီးတော့ဒီတထေးရဲ့ကောင်းတဲ့အချက်လေးပါတယ်ပြောရမယ်ပေါ့နော်ကျွန်မ stock စဝယ်ခြင်းနဲ့ပြောတော့တထေးကိုပဲ brokerage တွေကောင်းလဲမေးရပါတော့ဒါတထေးညွှန်ပေးရ brokerage ကနေစပြောဝယ်တာပေါ့နော်ပြီးတော့သူကပြောတယ်ဒီ beginner ဆိုရင်များတော့ပြင် ETF ဝယ်ဖို့ကြံပြီးရဆိုတော့ကျွန်မလည်း ETF စပြီးဝယ်ခဲ့တာပေါ့နော်အဲ့ဒါကလည်းအရင်ကောင်းပါတယ်ဒါပေမဲ့ဒီကြားထဲမှာမှကျွန်မအဲ့လိုပဲဒီ stock နဲ့ပတ်သက်ပြီးရှောက်လေ့လာရင်းနဲ့ဒီ internet ကလူတွေအရင် hype ဖြစ်ကြတယ် penny stock တွေ meme stock တွေပေါ့နော်အမြင်ရချင်စော်တွေနဲ့ဝယ်တာပေါ့နော်ဒါတွေကတော့ဒီ beginner အစမှာလုံးဝကိုအဲ့ဒါတွေမဝယ်ဘူးအကြံပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှုံးပါတယ်တခြားမသိဘူး catalyst တွေတခြားနားမလဲဘူးဆိုလို့ရှိရင်ရှုံးပါတယ်ဒီမှာလည်းရှုံးခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ beginner အနေနဲ့story စဝယ်မယ်ဆိုရင်များသောအားဖြင့်ပေါ့နော်ကိုစိတ်ယုံကြည်စိတ်ချရတဲ့ company တွေယင်းနှိမ့်မြုပ်နှံတာတို့ ETF တွေယင်းနှိမ့်မြုပ်နှံတာတို့ပို့ပြီးတော့ recommend ပေးပါတယ်နောက်တစ်ခုကပေါ့နော်ဒီ stock တစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဒီ stock နဲ့ပတ်သက်ပြီးဘယ်ချက်တွေကိုကြည့်ရမလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါတွေကကျွန်မဗီဒီယိုတစ်ခုတော့တင်ထားဘူးတယ်ပေါ့နော်အဲ့ဒီမှာသွားပြီးတော့လေ့လာကြည့်ပေါ့နော်နောက်ပြီးကြတော့ဒါလည်းကျွန်မကြုံခဲ့ရတဲ့အတွေ့အကြုံပဲကျွန်မဒီ market crash နဲ့လည်းကြုံလိုက်သေးတယ်ပေါ့နော်ဒီ trend ရဲ့ tariff တွေကြီးညာတော့ပေါ့နော်အဲ့တော့ကျွန်မအခုမှစကားစားဆိုပါရင်မသိဘူးပေါ့နော်ပနစ်ဆယ်လေးလုတ်လိုက်တယ်ပေါ့နော်အဲ့ဒါအရင်ကမှားပါတယ်တကယ်ကပေါ့နော်အဲ့လိုမျိုး market crash ဖြစ်တဲ့အချိန်မှာပေါ့နော်ကိုကထပ်တိုးပြီးဝယ်ရမှာပေါ့နော်အဲပနစ်ဆယ်လေးမလုပ်ဖ ೇನೆ ကင်ထားပြီးထပ်တိုးပြီးဝယ်တာမျိုးတွေလည်းလုပ်ရမယ်ပေါ့နော်ဒါပေမဲ့ကိုကmanage လုပ်တတ်တယ်ဆိုလို့ရှိရင်တော့ဒီကိုဝယ်ထားတဲ့ဈေးရဲ့ကိုဝယ်ထားတဲ့ဈေးရဲ့အထက်နည်းနည်းလောက်ကိုရောင်းပြီးတော့ပေါ့နော်အဲ့ကောင်ဆက်ကြနေမယ်ဆိုလို့ရှိရင်တော့လုံးဝ dip ဖြစ်တဲ့အချိန်မှာဝယ်နိုင်ရင်တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ stock ဆိုတာကဘယ်ချိန်ထိကျမယ်ဘယ်ချိန်မှာရက်မယ်ဆိုတာကတော့ခံမှန်းရတာတော့ခက်တယ်ပေါ့နော်နောက်ပြီးကြတော့ဒါလည်းကျမရဲ့အတွေ့အကြုံနောက်တစ်ခုပဲပါဥမာအနေနဲ့ဆိုရင်ကျမ rocket lab ကိုပေါ့နော်20လောက်နဲ့ဝယ်ထားဘူးတယ်ပေါ့နော်ဒါပေမဲ့အငြိမ်ကမနေဘူးပေါ့နော်40ကျော်လောက်ရတော့ပြန်ရောင်းလိုက်တာပေါ့နော်အခုတော့ rocket lab က80ကျော်ဖြစ်သွားပြီပေါ့နော်ဒါလည်းအားကြောင့်မလို့ stock တစ်ခုဝယ်ထားရဆိုလို့ရှိရင်ပေါ့နော်အနည်းဆုံး6လတစ်နှစ်လောက်ကတော့ကင်ထားကြပါလို့နောက်ပြီးကြလို့ရှိရင်ကျမကဒါကတော့ကျမရဲ့အတွေ့အကြုံပဲပေါ့နော်ကျမငင်းနေတဲ့ထင်ပါဘူးကြောက်ခဲ့များတယ်ဝယ်လိုက်ရောင်းလိုက်တယ်အရင်လှုပ်ချင်တာပေါ့နော်ဒီဟာပူကောင်းလောက်တယ်ဒီဟာဝယ်မယ်ဟိုဟာပူကောင်းလောက်တယ်ဟိုဟာဝယ်မယ်ဒါရောင်းလိုက်မယ်အဲ့လိုမျိုးတွေလုပ်တဲ့အခါမှာဘာတွေကျမထပ်တိုးလာလဲဆိုရင်ဒီ brokerage ရဲ့ buying fees တွေ selling fees တွေပေးရတယ်ပေါ့နော်အဲ့ fees တွေကကိုယ့်အတွက်အပူငွေကုန်ပါတယ်အဲ့တော့ဒီလိုမျိုးကို stock တစ်ခုဝယ်ထားရဆိုရင်ငင်းလေးပဲ stock ကိုကင်ထားပေါ့နော် switch မလုပ်နဲ့ပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒါကျမကတော့စပြီးတော့ယင်းနှိမ့်နှံတဲ့အတွက်ကြောင့်ကြောက်တာလည်းပါတယ်ပေါ့နော်အဲ့လိုပဲဝယ်လို့ရှိရင် share လေးတစ်ခုနှစ်ခုလောက်ဝယ်တာတို့ပေါ့နော်ဒါကတော့ကို့မှာပတ်စံရှိတယ်လုံးဝ research လည်းတခြားလုပ်ပြီးသွားဆိုရင်ကို stock တစ်ခုကိုဝယ်နိုင်လောက်ပေါ့နော်10ခုဆို10ခုအခု100ဆို100အဲ့လိုမျိုးဝယ်ပလိုက်တာကောင်းတယ်ပေါ့နော်ဒါပေမဲ့ all time high ချင်းလည်းမဝယ်နဲ့ပေါ့နော် all time high မဝယ်ဘဲနဲ့အဲ့လို pullback ဖြစ်တဲ့အခါပေါ့နော်5% pullback ပဲဖြစ်ဖြစ်2% pullback ပဲဖြစ်ဖြစ်အဲ့လို pullback ဖြစ်တဲ့အခါမျိုးတွေမှာဝယ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါကတော့ကျမရဲ့အတွေ့အကြုံလေးတွေပေါ့နော်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေကို sharing လုပ်တာပါနောက်ပြီးတော့နောက်ထပ်အခုကျမလည်းစလုပ်နေရပါတော့နောက်ထပ်အတွေ့အကြုံတစ်ခုကပါလဲဆို journal ရေးတာရဲ့ကောင်းခြင်းအချက်ပါကို stock တစ်ခုဝယ်တယ်ဆိုရင် journal ရေးပါဘာကြောင့်ဒီ stock ကိုဝယ်တာလဲပေါ့နော်ဒိတ်နေပေါ့နော်ဘာကြောင့်ဒီ stock ကိုဝယ်တာလဲကိုကဘာကိုမျှော်မှန်းထားတာလဲ
ပြီးဒီ stock ကိုတက်စီမဲ့ catalyst တွေပါရှိလေပေါ့နော်အဲ့တော့ stock တကယ်လို့ရှုံးမယ်ဆိုရင်ကိုကဘယ်ချိန်မှာ ဘယ်ချိန်မှာ trim လုပ်မလဲဘယ်ချိန်မှာ completely exit လုပ်မလဲပေါ့နော်ဘယ်ချိန်မှာကျတော့ profit ကို lock in လုပ်မလဲဆိုတဲ့ဟာမျိုးကြီးပေါ့နော်တခြား detail လေးရေးတာကပို့ပြီးတော့ကောင်းပါတယ်ပြီးလို့ရှိရင် quarterly ပေါ့နော် quarterly review ပြန်ပြီးတော့လုပ်စေချင်ပါတယ်ဒါကတော့ကိုယူရတဲ့အချက်လေးပေါ့နော်ဘာလို့လဲဆိုတော့ဒီ stock investment ကိုကျွန်တော်ဒီလုပ်ခဲ့တဲ့တစ်နှစ်နဲ့တစ်နှစ်နဲ့တဝက်အတွင်းမှာပေါ့နော်ကျွန်တော် S&P 500အတွက်လည်းပို့ပြီးတော့ outperform ဖြစ်အောင်outperform ဖြစ်ခဲ့ရပေါ့နော်ဒါပေမဲ့လည်းစူးစမ်းနေသေးပါကျွန်မဘာလို့ဆိုအခုမှစပြီးတော့ investing နဲ့ပတ်သက်ပြီးလေ့လာနေတော့မို့လို့ပါဒါကြောင့်ကျွန်မလေ့လာခဲ့ရတဲ့အတွေ့အကြုံလေးတွေကျွန်မတင်ယူခဲ့ရတဲ့ဘုဒ္ဓတာတွေကိုဒီ page လေးမှာ sharing လုပ်ပြီးတော့မှဖြစ်ပါတယ်အားကြောင့်မလို့ဒီ account လေးကိုဝင်ထားတာပါ